နတ်မောက်ကြောင်ရိုင်းတို့သို့မဟုတ်နတ်မောက်မြေလက်ရင်တွင်းရှိုက်တယ်မနေဘူးပြင်မဲ့ဖြတ်သွားဘူးတဲ့မြို့လေးဗိုလ်ချုပ်မြို့မို့နမယ်ရာရိုးစုခမည်းမြို့မို့ချစ်ရတဲ့မြို့တောင်သူကြီးတယောက်ရဲ့ရင်ဖွင့်တာကြပြားစာဆိုလေးရဲ့ရင်နဲ့ထိုးမိခဲ့ပြီသူ့ရင်ဖွင့်တာသူ့စကားခမည်းတို့ကြားကြစီတာဘယ်မင်းတက်တက်ခမည်းကိုပဲချစ်ချင်တယ်ဘသူလက်ထက်ဖြစ်ဖြစ်ဒီမိုကရေစီပဲရကြတယ်မြို့နတ်မောက်ဟာနတ်မဆောင်တဲ့မြို့မတ်နီကလည်းသူ့မြို့မို့ညီမပြတယ်လို့မောင်စိမ့်ကလည်းသူ့မြို့မို့စိမ့်ပြတယ်မြို့နတ်မောက်ဟာပြည်သူကလည်းဘယ်သူမှလေးမထားတဲ့မြို့နတ်မောက်ဟာစပားလည်းထွက်တယ်လို့ဘိုးချုပ်လည်းထွက်တယ်ပညာတတ်တွေလည်းအနှဲငယ်ပဲထွက်တယ်မြို့ဒီနဲ့စပားများများထွက်ရင်ငါသားသမီးတွေပညာတတ်ထွက်ရမယ်ဆိုတဲ့တောင်သူကြီးရဲ့တောင်းတမှုတောင်သူကြီးရဲ့တောင်းတမှုဟာကြောင်ခရင်းပြက်နဲ့တွေ့တော့ခရင်းပြက်ခဲ့ရတယ်မြို့ခက်ပြက်ကြီးတဲ့ခရင်းပြက်တဲ့မြို့ခစ်ပြက်ကြီးတဲ့ခရင်းပြက်တဲ့မြို့တောင်ပန်ကျိုးတဲ့ဇေယလေးဟာတောင်သူကြီးရဲ့မျက်ရည်တွေမြင်လို့တောင်ပန်မစုံခင်ပြန်တင်ရပြီဟိုးနိုင်ငံခြားရက်ထိကြောင်ခရင်းပြက်ကလည်းခရင်းပြက်တော့ဇရက်တောင်ပန်ပြက်ကလည်းတောင်ပန်ပြက်တော့တောင်သူကြီးကဘလို့နေရှာမှာလဲကွာရတယ်ကြောင်ကလေးလဲဘိုက်ဝဝဇရက်ကလေးလဲတောင်ပန်စုံဘသူတွေတက်စပားရရင်ပြောတယ်ဒီမိုကရေစီရရင်ပြောတယ်ဟုတ်ပြီကြောင်ကလေးလဲဘိုက်ပြေးပါစေဇရက်ကလေးလဲတောင်ပန်စုံပါစေတောင်သူကြီးရေခင်ဗျားတောင်းတမှုတွေလည်းပြေးပါစေခင်ဗျားပြောတဲ့ဒီမိုကရေစီကြီးလဲရပါစေဒီမိုကရေစီစစ်နဲ့ရပါစေကျိုးနှိပ်လိုက်ပါ